ဘာဝတရားကတခါတလေမှအယံကိုရက်ဆက်တတ်ပါတယ်ဒီစင်လေးကိုကြည့်ကြည့်ပါသူဟာနှက်ဆိုင်လာတဲ့တွင်းထဲမှာပိတ်မိနေပြီးမျောလင်းချက်လေကုံဆုံးလူနီမှာထင်နေပါပြီပူပြင်းတဲ့နေရောင်အောက်မှာရေငတ်မွန်းမှုကြောင့်နှုတ်ခမ်းတွေချောက်ကပ်ပြီးအသက်ရှူဖို့တောင်ခက်ခဲနေတဲ့အချိန်ပေါ့ဒါပေမဲ့သူ့တို့ရဲ့ကယ်တင်ရှင်တွေရောက်ရှိလာခဲ့ပါတယ်လူသားတွေဟာဒီတရဝါကြီးကိုအသေးမခံနိုင်ပါဘူးစ조사အားထုတ်မှုတွေစုပေါင်းအင်အားနေနဲ့သူကယ်ဆယ်ရေးလုပ်ငန်းကိုစတင်ခဲ့ကြတယ်ပထမဆုံးအနေနဲ့သူ့ရဲ့အားအင်တွေပြန်လည်ရရှိဖို့ရေတိုက်ကြွေပေးကြပါတယ်အဲ့ဒီရေတပေါက်ဟာစင်လေးအတွက်တော့ရှင်တန်ခြင်းရဲ့အစတူခြင်းပါပဲစင်လေးရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုနဲ့အတူငါ့ကိုကယ်ကြပါအောင်ဆိုတဲ့တောင်းဆိုမှုတွေကိုမြင်တွေ့နေရပါတယ်ကယ်ဆယ်ရေးအဖွဲ့သားတွေဟာတန်ကြိုးတွေလွန်ကြိုးတွေတုံးပြီးသူ့ကိုတွင်းထဲကနေဆွဲတင်ဖို့အစွမ်းကုန်ကြိုးစားနေကြပါတယ်ဟေးမင်းအရှုံးမပေးနဲ့နော်ငါတို့မင်းကိုကယ်ထုတ်ပေးမယ်လို့ပြောနေတဲ့အကြောင်းပါပဲတွန်းအားတွေဆွဲအားတွေကြားမှာစင်လေးကိုယ်တိုင်လည်းအသက်ရှင်ခြင်းနဲ့ဇွဲနဲ့ရုန်းကန်နေပါတယ်မြေကြီးတွေကပြိုကျနေပေမဲ့လူသားတွေရဲ့မြစ်တာကတော့မပြိုလဲပါဘူးတဖြည်းဖြည်းနဲ့စင်လေးရဲ့ကိုယ်ထည်ကြီးဟာမြေတွင်းတွေကနေပေါ်ထွက်လာပါပြီလူတိုင်းရဲ့ရင်ခုန်တန်တွေကလည်းမြန်ဆန်နေခဲ့လာပေါ့နောက်ဆုံးမှာတော့စင်လေးဟာလွတ်နောက်ခဲ့ပါပြီသူဟာအားရင်ချိနေပေမဲ့လွတ်လပ်တဲ့လေထုကိုပြင်လဲရှူချိုက်ခွင့်ရသွားပါပြီဒါဟာလူသားနဲ့တရားဝါကြားကခိုင်မြဲတဲ့မိထာတရားရဲ့ရလက်ပါပဲကဘာပေါ်မှာအလှဆုံးအရာဟာတပားသူရဲ့အသက်ကိုကယ်တင်ခြင်းပဲမဟုတ်ပါလား